ထိုသူသည်တဲများကိုဓားမြောင်တေးသေးလေးဖြင့်ရှက်ဆွနေစဉ်တဲများပြူကျလာခဲ့သည်စိတ်လှုပ်ရှားစွာဖြင့်သူအော်ခေါ်လိုက်ရာအတန်ကြားသဖြင့်ကြမ်းရှိသောသူများအပြေးလွှားရောက်ရှိလာကြပြီး9ယောက်စလုံးလက်ဖြင့်တွင်းတူးကြတော့သည်တွင်းကိုဖုံးအုပ်ထားသောတစ်သားပြင်းများကိုဖယ်ရှားလိုက်သောအခါမဆုံးနိုင်သောရှေးဟောင်းတွင်ဟောင်းကြီးတစ်ခုကိုတွေ့ရှိခဲ့ကြသည်ရေရှိမရှိသိရှိနိုင်ရန်ထိုသူသည်တွင်းထဲသို့ကြောက်ခဲတစ်လုံးပစ်ချလိုက်တော့လဲမျောလင့်ထားသလိုရေကြတံမချခဲ့ရပေတဲကန်နာရတဲ့တွင်ငါရက်တိုင်တိုင်ရေမတောက်ရပဲလုံးဝစိတ်တက်ကြနေကြပြီးနောက်ထပ်2နာရီဆိုရင်အစာငတ်တံကြောင့်တေဆုံးရတော့မည်ဖြစ်သည်ခေါင်းဆောင်ဖြစ်သူကလက်မလျှော့ပဲအသားမဲသူအားတွင်းထဲဆင်း၍စစ်ဆေးရန်အမိန့်ပေးခဲ့သည်ထိုသူသည်ထွက်နေသောကြောက်တုံးကိုကင်ဆွဲကဖြည်းဖြည်းချင်းအောက်သို့ဆင်းသွားခဲ့သည်မြေပြင်သို့ရောက်သောအခါကျမ်းပြင်ပေါ်တွင်တဲများပြန့်နှံ့နေသည်ကိုတွေ့ရသည်အသားမဲသူမျောလင့်ချက်မဲ့သွားခြင်းတွင်မှရုတ်တရက်ကြောက်တုံးတွင်အဆိုတက်ကိုခန်းစားလိုက်ရသည်ထို့နောက်ထိုအဆိုတက်နောက်သို့လိုက်ကြည့်ရလက်ကိုအောက်သို့နှိုက်လိုက်သောအခါအမှန်တကယ်ရေကိုတွေ့ရှိခဲ့ရသည်ထိုသူ၏ဝမ်းသာမှုမှာအတိုင်းသားမြင်တွေ့ရပြီးစိတ်လှုပ်ရှားစွာအော်ဟစ်လိုက်သည်အဖွဲ့ခေါင်းဆောင်ကရေဘူးတေးသေးလေးတစ်ပူကိုချက်ချင်းအောက်သို့ပစ်ချပေးခဲ့သည်ရေတစက်များမလေလွင့်စေရန်လက်ဝါးဖြင့်ရေကိုဘူးထဲသို့ထည့်ပြီးလက်တွင်ကျန်ရှိနေသောရေစက်များကိုပင်လျက်ယူခဲ့သည်ရေဘူးလူနီးပါးပြည့်သွားသဖြင့်အဖွဲ့ခေါင်းဆောင်ကအဖွဲ့ဝင်များကိုထမင်းဘူးလက်ဘူးမြန်မြန်ယူလာခိုင်းခဲ့သည်6နာရီကြာပြီးနောက်ထမင်းဘူးများနောက်ဆုံးတွင်ပြည့်သွားခဲ့သည်အဖွဲ့ဝင်များကကျိုးကိုဂရုတစိုက်ထပ်သို့ဆွဲတင်ခဲ့ကြသည်အလွန်ခက်ခဲစွာရရှိခဲ့သောရေနဘူးကိုသူတို့အလွန်တန်ဖိုးထားကြသည်ခေါင်းဆောင်၏အမေအရသူတို့တယောက်စီသည်ရေနည်းနည်းစီသာတောက်နိုင်ခဲ့ကြသည်နောက်တစ်နေ့တွင်ခေါင်းဆောင်နှင့်သူ၏လူများသည်ရန်သူစစ်သည်နှစ်ယောက်ကိုဖမ်းဆီးရမိခဲ့သည်ရင်းတို့သည်ငါရက်တိုင်တိုင်ရေမတောက်ရသေးသည်ကိုသိရှိသဖြင့်ခေါင်းဆောင်ကရင်းတို့ရှိတွင်ထမင်းဘူးထဲသို့ရေထည့်ကာမြေကြီးပေါ်သို့ဖြန်းပက်ပြလိုက်သည်အကျဉ်းသားများသည်မသိစိတ်မှအော်ဟစ်လိုက်ကြသည်ထို့နောက်ခေါင်းဆောင်သည်နောက်ထပ်ရေတစ်ခွက်ထပ်ငတ်လိုက်သည်ဒီတစ်ချိန်တွင်ရေကိုမြေကြီးပေါ်မဖြန်းဘဲရန်သူတစ်ခွက်အကြောင်းအချက်လက်အားလုံးကိုဖွင့်ပြခိုင်းရန်ရေကိုအသုံးပြုခဲ့သည်ရင်းတို့တွင်လူအင်အား1000ခန့်ရှိပြီးကီလိုမီတာများစွာဝေးကွာသောနေရာတွင်ရှိကြောင်းနှင့်လူတိုင်း9ရက်ထက်မကရေငတ်နေကြကြောင်းအကျဉ်းသားများကဝန်ခံခဲ့ကြသည်ခေါင်းဆောင်သည်ရန်သူကိုအပိတိုင်ချိန်မုံရန်အစီအစဉ်တရက်ကိုချက်ချင်းရေးဆွဲခဲ့သည်အကျဉ်းသား2ယောက်အားရင်းတို့၏အထက်လူကြီးများထံပြန်လွတ်ကာမကုန်ခန်းနိုင်သောရေအရင်မြင့်ရှိကြောင်းနှင့်ရေတောက်ချင်ပါကလက်နက်များနှင့်လဲလှယ်နိုင်ကြောင်းသတင်းပါခိုင်းခဲ့သည်ရန်သူသည်အင်အားပိုများတော့လဲ9ရက်တိုင်တိုင်ရေမတောက်ရသဖြင့်တိုက်ခိုက်ရေးစွမ်းရည်ကျဆင်းနေမည်ဖြစ်သည်သို့တော့မကြာမီတွင်းရေခန်းချောက်သွားကြောင်းသတင်းရရှိခဲ့သည်ချက်ချင်းအနိုင်ရရှိရန်အတွက်ဝင်ပေါက်ပလဲတွင်မိုင်းပုံများချက်ချင်းထောင်လိုက်ကြသည်စနိုက်ပါသမားတယောက်ကိုမြင့်သောနေရာတွင်နေရာယူစေပြီးခံကင်းပေါ်တွင်စက်တနက်ကြီးတစ်လက်တက်ဆင်လိုက်သည်ထို့နောက်အားလုံးကမိမိတို့နေရာအသီးသီးတွင်တတိကြီးစွာထား၍ရန်သူလာမည်ကိုစောင့်ဆိုင်းနေကြသည်မျောလင့်ထားသည့်အတိုင်းရန်သူသည်ထောင်ချောက်ထဲသို့တိုးဝင်လာခဲ့သည်ရေအမြောက်များရှိသည်ဆိုသောသတင်းကြောင့်ရင်းတို့သည်မဆိုင်မတပင်ဝင်ရောက်လာကြသည်ခဏအတွင်းမှာပင်ထောင်ပေါင်းများစွာသောရန်သူစစ်သည်များသည်တကားဝါသို့ပြေးဝင်လာကြသည်မိုင်းတစ်လုံးပောက်ကွဲသွားပြီးပြင်းထန်သောစစ်ပွဲစတင်ဖြစ်ပွားခဲ့တော်သည်